ฝากไว้เป็นการบ้านใจให้ลองช่วยฝันอย่าตัวกันเด้อถ้าน้องมีคนชายในฝันแต่ถ้าน้องเห็นงามตามนั้นเรามาสร้างฝันร่วมกันเด้อน้องเป็นหาอายอาสาเป็นแหอายเป็นคนหาเจ้าคอยเก็บแบ่งสร้างฝันด้วยแรงที่อุ่นด้วยรักเห็นดีน้ำบ่หรือมีแล้วบ่คนที่เจ้าหาส่งยิ้มแทนการรับปากก็ได้เด้อถ้าอายกันตกลงบ่นางถ้าอายแต่งตั้งเจ้าเป็นหวานใจขายความคิดนี้ฝากไว้เป็นการบ้านใจให้ลองช่วยฝันอย่าตัวกันเด้อถ้าน้องมีคนชายในฝันแต่ถ้าน้องเห็นงามตามนั้นเรามาสร้างฝันช่วยกันเดินให้น้องเป็นหาอายอาสาเป็นแหอายเป็นคนหาเจ้าคอยเก็บแบ่งสร้างฝันด้วยแรงที่อุ่นด้วยรักเห็นดีน้ำบ่หรือที่แล้วบ่คนที่เจ้าหาส่งยิ้มแทนการรับปากก็ได้เด้อถ้าอายกันตกลงบ่นางถ้าอายแต่งตั้งเจ้าเป็นหวานใจขายความคิดนี้ฝากไว้เป็นการบ้านใจให้ลองช่วยฝันอย่าตัวกันเด้อถ้าน้องมีคนชายในฝันแต่ถ้าน้องเห็นงามตามนั้นเรามาสร้างฝันร่วมกันเด้อဟုတ်တယ်ให้น้องเป็นหาอายอาสาเป็นแหอายเป็นคนหาเจ้าคอยเก็บแบ่งสร้างฝันด้วยแรงที่อุ่นด้วยรักเห็นดีน้ำบ่หรือมีแล้วบ่คนที่เจ้าหาส่งยิ้มแทนการรับปากก็ได้เด้อถ้าอายกัน နေ့လည်းပဲဆိုတော့အလုံးမအားရဘူးဖြစ်မယ်နော်တနင်္ဂနွေနေ့တည်းဖြစ်နေဒီနားလေးမှာဒီစိုက်ကကစားတဲ့နေဗျာနော်မနေ့ကကျွန်တော်ပြရတယ်344ဆိုတဲ့ကဏ္ဍဒီပွဲကိုကစားလို့ရတယ်အဲ့ဒါလေးကျွန်တော်လာပြောတာအဲ့344ကိုမနေ့ကကျွန်တော်က443ညပေါ့နော်ထည့်ပေးလိုက်တာတို့ဒီနားမှာ3ထိပ်နော်3ထိပ်အောက်တပွဲကျော်1 2 3 4 5 6 9ချိန်3ထိပ်3ထိပ်ကနေအောက်တပွဲကျော်ရင်1 2 3 4 5 6 9ပိန်မှာ3ထိပ်နော်အဲ့3ထိပ်ကနေအောက်ကိုတပွဲကျော်1 2 3 4 5 6 9 3ထိပ်ပဲတခါတပွဲထက်ကျော်1 2 3 4 5 6 9ချိန်3ထိပ်နော်
3တစ်လုံး2လုံး3လုံး4လုံးကစားခဲ့5လုံးပေါ့နော်အဲ့ဒီ3 5လုံးကစားခဲ့ပြီးတော့ဒုတိယ3ထိပ်စီးရဲ့အောက်မှာကျွန်တော်တို့ဗရိတ်4လို့သူထည့်နော်ဗရိတ်4လို့သူကစားတယ်ဗရိတ်4ပြီးတော့ဒီမှာကျွန်တော်တို့ဗရိတ်5လို့ကစားတယ်နော်တခါဒီမှာကျွန်တော်တို့ဗရိတ်6လို့သူကစားတယ်နောက်တစ်ခါဒီမှာဗရိတ်ခွန်ဆိုပြီးသူကစားတယ်အဲ့တော့3 4 3 5 3 6 3ခွန်နော်အဲ့ဒီဗရိတ်4 5 6ခွန်နေကစားပြီးသွားတော့ကျွန်တော်တို့ဒီဘက်အောက်မှာနောက်ပေါင်း5လို့သူတစ်ခါပြန်ထည့်နော်တစ်ခါနောက်ပေါင်း6လို့သူတစ်ခါပြန်ထည့်ပြီးခဲ့တဲ့ပွဲကနောက်ပေါင်း9လို့သူတစ်ခါပြန်ထည့်ခဲ့တယ်နော်အဲ့လိုထည့်ပြီးတော့သူ့ရဲ့အောက်မှာထွက်တဲ့ကဏ္ဍဒီနှလုံးနှစ်ဒီနှလုံးနှစ်နှစ်ခတ်4နောက်ပိတ်နော်အဲ့ဒီ4နောက်ပိတ်နဲ့ကဏ္ဍဒီသူ့ရှေ့နှစ်က4နောက်ပိတ်နဲ့ကဏ္ဍ4နောက်ပိတ်နဲ့ကဏ္ဍ6 8 4ဒါဆိုရင်ဒုတိယကပ်မှာတို့ဒီမှာ3နောက်ပေါင်း5ဒီမှာ3ထိပ်စီနောက်ပေါင်း6သူ့အောက်မှာဒီနှလုံးနှစ်ဒီနှလုံးနှစ်နှစ်ခတ်4နောက်ပိတ်အငြိမ်ထွက်တဲ့ကဏ္ဍသူ့ရှေ့နှစ်ကခက်နော်အဲ့မှာဒုတိယကကျွန်တော်တို့ဒီမှာနောက်ပေါင်းခွန်လို့ရိုက်တယ်သူ့အောက်မှာထွက်တဲ့ကဏ္ဍဒီရှေ့ပေါင်းနှစ်ရှေ့ပေါင်းနှစ်နှစ်ခတ်ကျွန်တော်တို့4ပေါ့ဗျာဒီ4ပိတ်နဲ့ကဏ္ဍဒီသူ့ရှေ့နှစ်ကကဏ္ဍဆိုရင်ဒီ3ညာ4 4ဆိုတဲ့ခဏထည့်သွားလို့ရတယ်နော်အမှ तू က4နောက်ပိတ်နဲ့ခဏလိုက်ကြည့်တော့လေဒီတစ်ခွက်နောက်တစ်ခွက်ဒီနေရာမှာ9 3ညာ4နှစ်ကွက်ပဲရှိတယ်4နောက်ပိတ်နဲ့နော်ကျန်တဲ့ခဏကမရှိဘူးအဲ့ဒီ4နောက်ပိတ်နဲ့နေရာမှာသူတို့ဒီမှာဇောင်း3လုံး8နော်4နောက်ပိတ်8ပြီးတော့ဇောင်း3လုံးကခွန်နော်ခွန်ပြီးတော့ကျွန်တော်ဒီမှာ4နောက်ပိတ်နဲ့ဇောင်း3လုံးက6လို့ထည့်တဲ့ကဏ္ဍဆိုရင်ဒီကဏ္ဍပဲကြအဲ့မှာကျွန်တော်3ညထိတ်ကြိုက်လို့3ညထိတ်နဲ့ထည့်တာအမှန်တကယ်ဒီ site မှာ6ထိတ်5ထိတ်4ထိတ်နဲ့ဆိုရင်ဒီလိုမျိုး4 3ည4လို့လည်းရတယ်ကျွန်တော်ဒီ3ညထိတ်ကိုကြိုက်တယ်နော်အဲဒါကြောင့်မလို့3ည4 4လို့ကျွန်တော်ထည့်ပြီညလည်း4 4 3ညလို့ကျွန်တော်ပြနော်ကျွန်တော်မိတ်ဆွေတွေမနစ်က4နောက်ပိတ်နဲ့ကဏ္ဍက2ကွက်သေးရှိတာနော်3ည5 4ရယ်3ည4 4ရယ်နော်အဲ့ဒီ2ကွက်ကကျွန်တော်အခုဒီမှာ3ည5 4 4 3ည4 3ည4 4ပေါ့ဗျာနော်နောက်3ထိပ်စီးနဲ့ကျွန်တော်တို့ကစားမယ်ဆိုရင်3 8 4နော်နောက်3ည1 4 1 8 4ဒါပဲရှိတယ်နော်4နောက်ပိတ်နဲ့မိနစ်ကကဏ္ဍဒါပဲရှိတယ်အဲ့ထဲမှာ3ထိပ်3ညထိပ်နဲ့ထိုးမယ်ဆိုရင်တော့နော်ဒါဘယ်နှကွက်မှတော့မရှိဘူးเนาะအကောင်လုံးအာထိုးတရားမလို့ပေါ့ကျွန်တော်ပြထားတဲ့3ညထိပ်ထိုးမလား3ထိပ်နဲ့ထိုးမလားเนาะဒီကဏ္ဍဆို3ညထိပ်1ထိပ်တွေမဟုတ်ပေမဲ့လေဘာတော့8ခါ site ထဲမှာသွားဝင်နေလို့ထည့်လိုက်တာเนาะထိုးတရားတစ်ခွက်2ခွက်3ခွက်4ခွက်ဒါပဲရှိတယ်3 8 4ထဲထိုးရမယ်3ည5 4ထဲထိုးရမယ်เนาะ3ည4 4 4 3ည4 3ည1 4เนาะအဲ့ဒါပဲရှိတယ်အဲ့ဒါလေးကိုညကျွန်တော်တွေ့တော့အော်ဒီ site ကမစိုးဘူးလို့9ကတ်ကိုတစ်ခါ4ကတ်4ကတ်ကိုတစ်ခါအခု3ကတ်နဲ့သူပြန်ခွဲကစားလာတယ်သဘောကျတယ်ပေါ့ဗျာနော်ကြိုက်ရင်တော့ထိုးပေါ့ဒါလေးကျွန်တော်မင်းညကအမပြတော့ဘူးလို့ဆိုပြီးတော့နေတာပဲဒီ site ကိုမကြိုက်လို့မနေ့ကလည်းကျွန်တော်ပြပါတယ်အဲ့ဗရိတ်ရှိကို3ည4 4ကြလို့ရတယ်ဆိုတဲ့ဟာမနစ်ကကဏ္ဍ4နောက်ပိတ်နဲ့ထွက်လို့ရတယ်တဲ့အခုကျွန်တော်တို့4 3ည4 3ည4 4ပေါ့ဗျာနော်ဘာတော့2ကွက်ထိုးရမယ်3ည1 4 3 8 4 3ည5 4ဒါပဲရှိတယ်
အဲ့ဒီထဲမှာဗရိတ်ရှစ်မစိုးဘူးနော်နောက်ဒီကောင်မစိုးဘူး384နော်ဒီကောင်မစိုးဘူးဒါလေးတွေကျွန်တော်စိတ်ဝင်စားတယ်ကျွန်တော်မိတ်ဆွေတွေလည်းကြိုက်ရင်လိုက်ထိုးပေါ့တုံညထိတ်ကိုနည်းနည်းစိတ်ဝင်စားလို့ပါညကကျွန်တော်ပြတဲ့ line ထဲမှာကျွန်တော်ပြတဲ့ဒီ line ထဲမှာသူကတုံညထိတ်ကတို့ဒီထောင်3လုံးနှစ်နှစ်ခတ်4သူ့အောက်ဆောင်မှာဗရိတ်ရှစ်အပူခွအောက်ဆောင်မှာထွက်တဲ့ကဏ္ဍဒီထိတ်ဒီ3လုံးကဒီ3လုံးကတစ်ဖြစ်နေတာနော်တစ်လို့ဖြစ်တာနဲ့ဗရိတ်ကလည်းတစ်လို့ပဲသူခွတ်တယ်ဒါဆိုရင်ဒီမှာကျွန်တော်တို့ထောင်3လုံးနှစ်နှစ်ခတ်4ခါ10ဗရိတ်အပူခွသူ့အောက်ဆောင်မှာထွက်တဲ့ကဏ္ဍဒီ6 8ခွန်ဆိုတစ်ပဲဒီမှာ4 4 5ဆိုလေဟာဒီ4ခွန်ဆိုတော့လေ15ပဲเนาะ3လုံး15ဒီ3လုံးက1အခုလေဒီမှာကျွန်တော်တို့ဒီ3လုံးကို1လို့ထည့်ရင်3ညထိပ်ပဲဒီ3လုံးကို15လို့ထည့်ရင်လည်း3ညထိပ်ပဲเนาะ3ညထိပ်နဲ့ဗရိတ်ဆက်1မှာလား3ညထိပ်တစ်လုံးပဲပေးသွားမလားတော့မသိဘူးเนาะဒါကြောင့်မို့ကျွန်တော်3ညထိပ်နဲ့ဒီနေရာမှာထည့်လိုက်တယ်ငါမေ့စီကြိုက်ကစားပေါ့ပဲเนาะဘူဗရိတ်ရှိတယ်361တို့နော်ကျွန်တော်တို့3ခွန်3ညတို့3ည3ခွန်တို့ကျွန်တော်ရေးထားပါတယ်ဘူပရိတ်နဲ့ဆိုရင်တော့ဒါပဲဒီနှစ်ကွက်တော့ကစားလို့ရတယ်နော်ဒီမှာတယ်အဲ့ဒါပဲဒါနောက်ထပ်တိုးလာတဲ့၄နောက်ပိတ်နဲ့မိနစ်ကကဏ္ဍပေါ့နော်ဒါလေးကြိုက်ရင်ထည့်ကစားပေါ့မကြိုက်တော့လဲပြီးပေါ့ဗျာနော်ထွက်သွားမှမပြလိုက်ရပဲဖြစ်မှာဆို ตกลงบ่นางถ้าอายแต่งตั้งบ่น้อนางอายแอบแต่งตั้งเจ้าเป็นแรงใจเก็บรอยยิ้มมาซ่อนไว้ที่สิ้นกาดใจเติมไฟให้ฝันเช่าห้องข้างซอยคอยรถเมล์ที่ป้ายเดียวกันอายรู้มาว่าสองเท่านั้นมีส่วนคล้ายกันคือฝันเดินสู่ทุ่มแรงเป็นทุนอยู่แบบต้องลุ้นทุกเดือนทุกวันที่หวังก็พังอย่างนั้นภาพฝันนับวันรอการสิ้นสุดจึงอยากชวนเจ้านำฝันสองเรามารวมลงทุนสร้างหวังบนทางสายฝนเข้าใจคำจุนลุ้น တုံညထိတ်ကနေရာရွှေ့လို့ရွှေ့လို့ရတယ်နော် ให้น้องเป็นหา ဒီဆက်က၄ကဖြစ်သွားပြီ၃ကဆိုရင်ကျွန်တော်ဘိုင်းကိုင်း၄ကဖြစ်သွားပြီကနှစ်က3က อายเป็นคนหาเจ้าคอยเก็บแรงสร้างฝันด้วยแรงด้วยรัก 3ထိတ်ကိုလည်းမမေ့နဲ့3ထိတ်ကလည်းကောင်းတာပဲ หรือที่แล้วบอกคนที่เจ้าหาส่งยิ้มแทนการรับปากก็ได้เดินทางกันตกลงบ่นางถ้าอายแต่งตั้งเจ้าเป็นหวานใจขายความคิดนี้ฝากไว้เป็นการบ้านใจให้ลองช่วยฝันอย่าตัวกันเด้อถ้าน้องมีคนชายในฝันแต่ถ้าน้องเห็นงามตามนั้นเรามาสร้างฝันร่วมกันเดินหน้า အားတုံညခွန်မတွေ့ဘူးတစ်ခါခုနကျွန်တော်ပြောတဲ့ဒီကဏ္ဍ314ဆိုတဲ့ကဏ္ဍเนาะဒါတစ်ခါထဲနေဆိုထည့်လို့ရတယ်ဒီတစ်ခါထဲမယ်ဆိုရင်ကျွန်တော်တို့ဒီမှာလိုက်ကြည့်လိုက်2020ခုနှစ်မှာ22မှာဒီချစ်ကအောက်မှာရှစ်နောက်ပိတ်တစ်လုံးမှမရှိတော့ဘူးเนาะ
သူအဲ့နောက်ဆုံးကြတဲ့ရှေ့ရအောက်မှာသူတစ်ခါသူထဲတခါသူ့ရဲ့နောက်နဲ့မှလည်းအောက်ကနေပြန်ကြည့်ရှစ်နောက်ပိတ်နောက်ဆုံးကြရင်သူ့အောက်မှာဒီကောင်ထဲတာပဲနော်တစ်ခါပဲဒီမှာလဲလိုက်ကြည့်လိုက်အဲ့ဒီမှာနောက်ဆုံးကြတာဒီရှေ့ကြပြီးမကြတော့ဘူးသူ့အောက်မှာသူကတစ်ခါပဲထဲတာအဲ့ဒီမှာကျွန်တော်တို့ရှစ်နောက်ပိတ်ကရှစ်ခွပြီးရင်ရှစ်ကိုကျွန်တော်တို့ကအပြောက်ကစားခြင်းတယ်နော်အဲ့ဒီရှစ်နောက်ပိတ်အောက်မှာတစ်ခါထည့်မယ်ဆိုရင်ဒါခုနကကျွန်တော်ပြောတဲ့3.14ဆိုတဲ့ကဏ္ဍမျိုး၄နောက်ပိတ်နဲ့နော်၄ပါတယ်မိနစ်ကကဏ္ဍဖြစ်သွားလို့ရတယ်နော်နောက်၄နောက်ပိတ်ကဒါဟိုဘက်ရက်ကကျွန်တော်ပြခဲ့ပါတယ်နော်6နှစ်ခက်9 3ခါကနောက်ပိတ်ဒီမှာ6နှစ်ခက်9ခါ4ခါကနောက်ပိတ်ဒီမှာ6နှစ်ခက်9ခါထည့်သွားလို့ဒီ၄ခါဒီပွဲမှာ၄နောက်ပိတ်ထည့်လို့ရတယ်ဆိုပြီးကျွန်တော်ပြောခဲ့တယ်အဲ့၄နောက်ပိတ်ကအဲ့လောက်တင်မဟုတ်သေးဘူးရှိသေးတယ်ဒီနားမှာဒီလိုရှိသေးတယ်ဒီ၄နောက်ပိတ်ကတဲ့ကျွန်တော်လည်းမှုမဲ့မှတ်မဲ့ကောက်မရှစ်ထားလိုက်ကျွန်တော်တွေ့တယ်၄နောက်ပိတ်တွေမနေဘူးတွေ့တယ်၄နောက်ပိတ်ထားလိုက်ပါတော့နော်၄နောက်ပိတ်ပိတ်၃နောက်ပိတ်ပိတ်ကြိုက်တာပိတ်ညပြတဲ့ site မှာကျွန်တော်ခွန်ပါဝါ2ခွန်ပါဝါ2 8ပါဝါ3လို့ယူလိုက်တာတကယ်လို့မယူဘဲနဲ့2ပိတ်ဆောင်စင်း2အပိတ်ကဆောင်စင်းဒီမှာ4အပိတ်ဆောင်စင်းဆိုရင်ဒီနေရာမှာလည်း4ပိတ်သွားလို့ရတယ်ပဲနော်ဘယ်လိုဖြစ်မယ်ဆိုတာတော့မသိဘူးဒါပေမဲ့4ပိတ်နဲ့ဆိုရင်နော်မိနစ်ကကဏ္ဍကစားဖို့များတယ်ကဲတော့ပြီဗျာနော်အားလုံးပဲကံကောင်းကြပါစေဒါလေးဓာတ်ပုံရိုက်ယူလိုက်နောက်တွေ့တာလေးပေါ့နော်ကိုထိတ်ကကုန်ပြီနဲ့တူတယ်ကိုထိတ်ကကုန်သွားပြီလို့ဒီလိုရရှစ်ထိတ်ကုန်ပြီနော်ရှစ်ထိတ်ကုန်ပြီကိုထိတ်ကုန်ให้น้องเป็นหาอ้ายอาสาเป็นเหอ้ายเป็นคนหาเจ้าคอยเก็บแบ่งสร้างฝันด้วยแรงที่อุ่นด้วยรักเห็นดีน้ำบ่หรือดีแล้วบ่คนที่เจ้ารักส่งยิ้มแทนการรับปากก็ได้เด้อถ้าหายกันตกลงบ่นางถ้าอายแต่งตั้งเจ้าเป็นหวานใจขายความคิดนี้ฝากไว้เป็นการบ้านใจให้ลองช่วยฝันอย่าตัวกันเด้อถ้าน้องมีคนชายในฝันแต่ถ้าน้องเห็นงามตามนั้นเรามาสร้างฝันช่วยกันเด้อ